ညီမကောင်လေးနဲ့တွေ့တာ2 နှစ်နဲ့ယူလိုက်တာအခုအိမ်တော်သက်3 နှစ်ထဲရှိနေပါပြီရှင်တမီးစားမဖြစ်ခင်ကတည်းကသူကအရင်ကြိုပြောပြထားပါတယ်ရှင်သူရင်ကအိမ်တော်ကြဘူးကြောင်းကလေးတော့မရှိခဲ့ကြောင်းမှာတရားဝင်ရုံးတက်လက်မှတ်ထိုးပြီးကွဲထားပြီးကြောင်းလဲခွာရှင်းစာရွက်ပြပါတယ်ရှင်အဲ့ဒါကြောင့်ညီမလည်းသူ့ကိုယူခဲ့တာပါပြောချင်တာခုမှစတာပါသူရင်မိန်းမဖောက်ပြန်သွားတာပါမူရစ်ဆေးသုံးပြီးသူ့တငယ်ချင်းနဲ့ဖောက်ပြန်သွားတာပါသူကကောင်းပါလျက်နဲ့ဖောက်ပြန်သွားတာပါအခုညီမဘောဆိုလဲအကုန်လုံးကောင်းပါတယ်ရှင်ပတ်စံလဲတပြားမကြံအပ်ပါတယ်အိမ်မှုကိစ္စဆိုလဲညီမပြောစရာမလိုအောင်သူလုပ်ပါတယ်ညီမလုံကြည်လာရင်တော့အတွင်းကန်အစာလျှော့ပေးပါတယ်တခါမှမငြင်းညူဘူးပါဘူးရှင်ထမင်းဟင်းလဲသူကိုယ်တိုင်ချက်ကျွေးပါတယ်ရှင်ကိုတီလက်ရောက်လဲတခါမှအရင်မလုပ်ဘူးပါဘူးရှင်သူ့မောင်နှမနဲ့ညီမရှမ်းဖြစ်ရင်တော့မှညီမမားနေရင်တော့ညီမဘက်ကပဲအမြဲကာပြောပေးပါတယ်ညီမသူ့အမတွေနဲ့ရန်ဖြစ်ရင်တော့ညီမမှားရင်တော့တခါမှအပြစ်မပြောဘူးပါဘူးရှင်အကုန်လုံးကောင်းပါတယ်ရှင်မကောင်းတာကညီမကိုတွေ့ကြရလူနဲ့ပေးစားတာပါပဲနှစ်ယောက်လမ်းလျှောက်သွားလို့ညီမအမှတ်မတင်ဘေးပဲကြီးမိရင်တော့ကောင်လေးတယောက်ကိုကြီးမိရင်ကိုပေးစားပါပြီရှင်တခြားသတင်းယောက်ျားလေးကိုဟိုကောင်လေးလို့ခေါ်မိရင်လဲပေးစားပါပြီရှင်ပေးစားပြီးရင်မမရိုင်းရိုင်းနေပြောပါရဲ့ရှင်သူအဲ့လိုမမရိုင်းရိုင်းနေပြောရင်ညီမသီးမခံနိုင်တဲ့ချိန်တွေဆိုညီမကလက်ပါမိပါရဲ့ရှင်သူကတော့ပြန်မလုပ်ပါဘူးရှင်ညီမလို့ရင်မျက်ရည်နဲ့မျက်ခွက်နဲ့ငိုယိုပြီးတောင်းပန်ပါရဲ့ရှင်နောက်အဲ့လိုမစော်ကားတော့ကြောင်းဂတိအထက်ထပ်ပေးပါတယ်ပြီးရင်တခါမှအဲ့ဂတိမတီးပါဘူးရှင်သူကဂတိမတီးရဲ့လူလည်းမဟုတ်ပြန်ပါဘူးသူစလိတ်ကို16 နှစ်လောက်တောက်လာတာအခုညီမမကြိုက်လို့ဆက်လက်မတောက်ဘူးဆိုတဲ့ဂတိတောင်းလိုက်တာခုထိမတောက်ပါဘူးရှင်သူရင်အိမ်တော်ရခဲ့တဲ့စိတ်တန်ရအောင်ဘယ်လိုဖျောက်ပေးရမလဲမသိပါဘူးရှင်ခုဆိုညီမကလည်းလမ်းသွားလို့အရင်ကခင်ခဲ့တဲ့မိတ်ဆွေယောက်ျားလေးတွေကလှမ်းနှုတ်ဆက်ရင်တော့မမြင်ချင်အောင်စောင့်နေတာလမ်းသွားရင်ဘယ်ဟိုမှရှောက်မကြည့်ရဲပါဘူးရှင်သူစော်ကားပေးစားမှာဆိုလို့ညီမမှလည်းစိတ်တန်ရရနေပါပြီအဲစိတ်တန်ရတသက်လုံးမပြောင်းရင်ဘယ်လိုလုပ်ရမလဲဆိုပြီးအမြဲတွေးမိပါတယ်ကွဲရအောင်လဲသူ့မှာအဲ့တခုကလွဲပြီးတော့အကုန်ကောင်းနေပြန်ရောဘယ်လိုလုပ်ရမလဲမသိတော့လို့ပါရှင်မိမသားတို့ရင်ဖွင့်ရာ